မင်္ဂလာပါဒီချယ်တို့ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီချယ်တို့တွေ Dialog 20ကိုလေ့လာရမှာပေါ့နော် Dialog 20မှာဒီချယ်တို့လေ့လာရမယ့်အကြောင်းအရာကစာကွေကြီးရှိတော့ရမတွဲချင်ဘူးတဲ့နည်းနည်းမတွဲချင်ဘူးတဲ့အဲ့လိုပြောပါပေါ့နော်ဒါ rejection ပေါ့ဒါညင်းပယ်တဲ့အကြောင်းပေါ့နော်တဲတွေတော့ပွဲပါပြီကဲဒါဆိုလို့ရှိရင်ချယ်တို့ကြည့်မယ်အေးဘောသူပုံစံလေးကြုံဘလို့တွဲချင်ပါလဲအမဒီကောင်လေးကသူကပန်းလေးပေးနေရပေါ့နော်ကောင်မလေးကညင်းနေတဲ့ပုံစံပေါ့နော်တနာပါတယ်နော်ကောင်လေးကဲဒါဆိုလို့ရှိရင်ကောင်လေးနာမည်ကဂျွန်းစောကောင်မလေးနာမည်ကဂျူသူကပြောတယ်ဂျူရှိ남자친구 있어요 주희의 남자친구 강리의 있어요 시라 아니요 없어요မရှိပါဘူးဆိုပြီးတော့ပြောပြလိုက်တယ် vocabulary ကြည့်မယ် vocabulary မှာဆိုရင်ရှစ်ဆိုတာကြတော့ main ကလေးတွေကိုယဉ်ကျေးတဲ့သုံးနှုန်းအနေနဲ့သုံးတဲ့စကားmain ကလေးမှမဟုတ်ပါဘူးယောက်ျားလေးကိုလည်းသုံးတယ်ပေါ့နော်남자친구ဆိုတာကောင်လေး있다ရှိတယ်아니요မဟုတ်ပါဘူး 없다မရှိပါဘူးဟုတ်ပြီဒါဆိုလို့ရှိရင်ကျတို့လောင်းတိုင်လောက်တာမယ်လောင်းတိုင်လောက်မှာဆိုရင်준서가အရင်ပြောတယ်주희 씨 남자친구 있어요 주희 남자친구 있어요ကောင်လေးရှိလားတဲ့아니요 없어요မရှိပါဘူးတဲ့그래요တကယ်လားတဲ့그럼 나ဆိုရင်တဲ့저는 어때ကျွန်တော်ဆိုရင်ဘယ်လိုလဲဆိုပြီးတော့ဘောနော်သူနဲ့တွဲဖို့အတွက်သူပြောလိုက်တယ်ဂျူကနဲ무슨말이에요တဲ့ဘာစကားပါလဲဆိုပြီးမေးလိုက်တယ်ဘောနော်အဲ့လိုပြောလို့ရှိရင်အဲ့ဒါသူတို့သဘောမကျလို့ဒီလားအဲ့သဘောမကျလို့ရှိရင်သူတို့ခုနမနေ့ကလိုမျိုးသူတို့ပြောတယ်ဘောနော်အမှကျွန်းစောကကျွန်တော်တဲ့ဂျူရှိ좋아해요တဲ့ဂျူဝီကိုတဲ့ကြိုက်လို့တဲ့ကျွန်တော်ဂျူဝီကိုပေါ့နော်ကြိုက်လို့ပါသဘောကျလို့ဂျူဝီရှိတဲ့ဂျူဝီနဲ့တဲ့만나고 싶어요တဲ့တွေ့ချင်ပါတယ်တဲ့ဂျူဝီကနေပြီးတော့ချေလို့ပြန်ပြောတယ်နဲပြီးတော့သူက우리ငါတို့တွေကတဲ့아직အခုထိကိုတဲ့한 번밖에တခါအပြင်안 만났어요မတွေ့ဘူးလေမတွေ့ဘူးပေါ့နော်တခါအပြင်မတွေ့ဘူးလေတဲ့သူပြောချင်တာတခါပဲတွေ့ရသေးတယ်တဲ့အားရရောသိပါတယ်တဲ့그래도အဲ့လိုဆိုရင်တော့တဲ့ကျွန်တော်ဂျူဝီရှိကတဲ့ဂျူဝီကပေါ့ဂျူဝီကိုပေါ့နော်너무 좋아해အရန်ကြိုက်တယ်တဲ့ဂျူဝီရှင်နဲ့ဂျူဝီကတဲ့ဂျူဝီကကောတဲ့제가ကျွန်တော်ကိုတဲ့ရှိတော့ရောမကြိုက်ဘူးလားတဲ့သူမေးလိုက်တော့아니요တဲ့싫지 않나요တဲ့မကြိုက်တာတော့လည်းမဟုတ်ပါဘူးတဲ့그럼ဒါဆိုရင်တဲ့우리တဲ့ငါတို့တဲ့사귀어요သူကတွဲပြီပေါ့နော်ဒါဆိုရင်တွဲကြရအောင်ဆိုပြီးတော့သူပြောထားလိုက်တာအမှ저는ကျမကတဲ့아직အခုဒီတဲ့준서씨တဲ့잘 몰라요ဒီပေါ့နော်ဂျွန်စောကိုကောင်းကောင်းမသိသေးဘူးပေါ့နော်ကျမအခုဒီဂျွန်စောအကြောင်းကောင်းကောင်းမသိသေးဘူးတဲ့နဲ့ဂျွန်စောကသူပြန်ပြောတယ်천천히ဖြည်းဖြည်းချင်းတဲ့알게 될 거예요တဲ့ဖြည်းဖြည်းချင်းသိလာပါလိမ့်မယ်တဲ့သူအကြောင်း아니요တဲ့မဟုတ်ဘူးတဲ့저는ကျမကတော့တဲ့아직အခုထိကိုတဲ့사귀기 싫어요မတွဲချင်သေးပါဘူးဆိုပြီးတော့ပိတ်ငင်းထလိုက်ပါတယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ကျတို့အတန်ဖိုင်လေးနားထောင်မယ်ပေါ့နော်အတန်ဖိုင်လို့တေချာကယူစိုက်နားထောင်ပြီးတော့လိုက်ပြောပေါ့နော်ဒီကြားကြတယောက်တည်းပြောတာဆိုတော့အတန်နေတန်ထားပါချင်မှပါမယ်လीနော်အတန်ဖိုင်မှာ2ယောက်ဆိုတော့လေတေချာလိုက်နားထောင်ပြီးပြောပါနော်ကဲဒါဆိုရင် vocabulary သွားမယ် vocabulary မှာဆိုရင် cherryဘောနော်남자친구ကောင်လေး있다ရှိတယ်없다မရှိဘူး싫다မကြိုက်ဘူး그럼ဒါဆိုရင်우리ငါတို့ကျွန်တော်ကျမကျွန်တော်무슨ဘာ말စကား좋아하다ကြိုက်နေတတ်တယ်사귀다တွဲတယ်잘ကောင်းကောင်း모르다မသိဘူး천천히ဖြည်းဖြည်းချင်း만나다တွေ့ဆုံသည်아직အခုထိ한 번တစ်ခါ
알다 띠디 너무 아예 게라소인 디체도가 디 그라마 꾸지메 보노 그라마가 자로 우리 나루 배 아어여요 배짜야 아 디마진 나루 떼자야 아ဆိုပြီးသူပြောလိုက်တယ်လေစာခွေတာတွဲတာနဲ့အာရောယူနဲ့ပေါင်းမယ်ပေါ့နော်ဒါကိုဖြုတ်လိုက်ခွေကဘာနဲ့ကအောနဲ့ကအဲ့တော့ဘူးဒီစာခွေတော့နော်စာခွေရောငါတို့တွဲကြရငါတို့တွဲကြရအောင်ဆိုရင်ဒါကိုဖြုတ်လိုက်ဘူးဒီမနိုင်ငါတို့တွဲချရလွယ်လွယ်လေးနော်တင်းနဲ့နင်းနဲ့အင်စာလုပ်ခဲ့နောက်တစ်ခုပြောမယ်ဘတ်ပလက်ဂီရှိတော့ရဘတ်ရတာကိုမလုပ်ချင်သေးဘူးဘတ်ရတာကိုမကြိုက်ဘူးအဲဆိုရင်စာကွေးကြီးရှိတော့ရဆိုရင်မတွဲချင်သေးဘူးဘောနော်မတွဲချင်သေးဘူးတွဲဖို့အဆင်မပြေသေးဘူးဘောနော်ဒါကိုဖြုတ်လိုက်ပြီးရင်ဂီရှိတော့ရနဲ့တန်းကက်ရုံမဲ့အော်ရော်လည်းဘာမှကြည့်စရာမလိုပါဘူးသုံးနဲ့လေးကိုအိမ်စာလုပ်ခဲ့ပါခဲဒါဆိုလို့ရှိရင်ဓမ္မအတန်ကူပြောင်းကလာဟာတန်ကချေတို့ထုံးစံတိုင်းလာအတန်ပဲထွက်ရရလေလာအတန်ထွက်ရတော့အဲ့ဒီလာကဓမ္မနောက်ကအာနဲ့တွေ့တော့အဲ့ဒီအာစီကိုအတန်ကူသွားမယ်အဲ့တော့ရှိတော့ရမကြိုက်ဘူးဟုတ်ပြီနော်ဓမ္မဆိုလို့ရှိရင်လာဟာကလာတန်ထွက်တယ်အဲ့တော့လာနဲ့ဂျာနဲ့တွေ့ရင်ဘာတန်ပြောင်းခြာတန်ပြောင်းအဲ့တော့ရှစ်ချီဆိုပြီးတော့ဖြစ်သွားပါတယ်ဒါဆိုရင် short time အလုပ်နဲ့ long time အလုပ်လေ့လာမယ်short time အလုပ်မှာဆိုရင်주위시 남자친구 있어요? 아니요, 없어요. long time အလုပ်မှာဆိုရင်주위시 남자친구 있어요? 아니요, 없어요. 그래요? 그럼 저는 어때? 네, 무슨 말이에요? 저 주희씨 좋아해요. 주희씨랑 만나고 싶어요. 네, 우리 아직 한 번밖에 안 만났어요. 알아요. 그래도 저 주희씨가 너무 좋아요. 주희씨는 제가 싫어요? 아니요, 싫지 않나요. 그럼 우리 사귀어요. 저는 아직 준서 씨 잘 몰라요. 천천히 알게 될 거예요. 아니요, 저는 아직 사귀기 싫어요. ကဲဒါဆိုလို့ရှိရင်ဒီနေ့ကတော့ဒီလောက်ပါပဲအကုန်လုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အဆင်မပြေရင်လည်းလာမိပါနောက်ထပ်လည်းအခုလိုမျိုးဗီဒီယိုလေးတွေထပ်ပြီးတော့တင်ပေးသွားမယ်လို့မျိုးရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်